ကဘာမြေပုံပေါ်မှာမရှိပေမဲ့လူဦးရေတန်း40နီးပါးကသူတို့ရဲ့နိုင်ငံလို့သတ်မှတ်ထားတဲ့နေရာတစ်ခုရှိပါတယ်သူတို့မှာကိုယ်ပိုင်ဘာသာစကားရှိတယ်ယဉ်ကျေးမှုရှိတယ်အင်အားကြီးတဲ့လက်နက်ကင်တပ်ဖွဲ့တွေလည်းရှိတယ်ဒါပေမဲ့သူတို့မှာတရားဝင်နိုင်ငံဆိုတာမရှိပါဘူးသူတို့ကတော့ကဘာပေါ်မှာနိုင်ငံမဲ့အဖြစ်အများဆုံးလူမျိုးစုလို့လူသိများတဲ့ကတ်လူမျိုးတွေပဲဖြစ်ပါတယ်အရှိအလေပိုင်းရဲ့ဒီပထဝီနိုင်ငံရေးမုံတိုင်းထဲမှာကတ်တွေဟာဘာကြောင့်မလို့ X factor ဖြစ်နေရတာလဲသူတို့ရဲ့တမိုင်းမှာဘယ်လိုတစ္ဆာဖောက်ခံရမှုတွေရှိခဲ့တယ်လဲအီရန်နဲ့အစ္စရေးကြားတင်းမာမှုတွေမှာသူတို့ကဘယ်လိုအဆုံးဖြတ်ပေးမဲ့သူတွေဖြစ်လာမလဲဆိုတာကိုတော့ဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ကြည့်ရှုကြည့်လိုက်အောင်ခင်ဗျဒီဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်တို့ရဲ့ Burma Note Channel လေးကို Like and Subscribe လေးလုပ်ပေးပါအောင်ခင်ဗျကဲအရင်ဆုံး cut မျိုးတွေကဘယ်ကလာတယ်လဲဆိုတာကြည့်လိုက်အောင်သူတို့က Gagris တောင်တန်းတွေမှာအခြေချခဲ့တဲ့ Indo-Iranian နွယ်ဖွားတွေပါပါရှန်တွေနဲ့သွေးနည်းတယ်လို့ပြောဆိုလို့ရပါမယ်သူတို့မှာလွတ်လပ်မှုကိုမျက်နှိုးတဲ့စိတ်တွေကတည်တံ့ရှိနေပါတယ်ကတ်တွေရဲ့ကံကြမ္မာအဆိုးဆုံးအချိန်ကပထမကမ္ဘာစစ်အပြီး1920ဝန်းကျင်ပဲဖြစ်ပါတယ်အဲ့ဒီတုန်းက 3 years of service အရာသူတို့ဟာကိုယ်ပိုင်နိုင်ငံရတော့မလို့ဖြစ်ခဲ့တာပါဒါပေမဲ့နိုင်ငံရေးဆိုတာတိတိအတိုင်းပါပဲအကျိုးစီးပွားရေးထပ်တူမကြတော့တဲ့အခါအနောက်နိုင်ငံတွေကသူတို့ကိုကြောခိုင်းခဲ့ကြပါတယ်ကတ်တွေရဲ့နေနေကိုတူရကီအီရတ်ဆီးရီးယားဆိုပြီးတော့ခွဲဝေပစ်လိုက်ကြပါတယ်အဲ့ဒီအချိန်ကစပြီးကတ်တွေပြောလို့ရှိတဲ့ဝမ်းနည်းစရာစကားပုံတစ်ခုပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ကတ်တို့မှာတောင်တန်းတွေကလွှဲရင်ဘဒုကမှမိတ်ဆွေမရှိဘူးဆိုတဲ့စကားပုံပဲဖြစ်ပါတယ်ဒါဟာဘာကိုဆိုလိုတာလဲဆိုရင်နိုင်ငံတကာပထဝီနိုင်ငံရေးမှာဂတိကဝတ်ဆိုတာတဲ့အကျိုးစီးပွားကပိုအရေးကြီးတယ်ဆိုတာကိုပြသနေတာပါအနောက်နိုင်ငံတွေဟာသူတို့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားတဲ့လူမျိုးစုတစုရဲ့ကံကြမ္မာကိုလဲပစ်ဖို့ဝင်မလေးခဲ့ကြဘူးဆိုတာကိုတော့ဒီတမိုင်းကပြသနေပါတယ်မြေပုံပေါ်မှာခဲတံတစ်ချောင်းနဲ့မြင်းသားပြီးလူမျိုးစုတစုကိုနိုင်ငံ၄ခုတည်းခွဲပစ်လိုက်တဲ့ဖြစ်ဟာသူတို့အတွက်ရာစုနဲ့ချီပြီးနိုင်ကျင်စရာတမိုင်းဝင်တန်ရာတွေဖြစ်သွားခဲ့ရပါတယ်အီရန်နဲ့ကတ်တွေရဲ့ဆက်ဆံရေးကတော့ပုံမရှုပ်ထွေးပါတယ်အီရန်လူဦးရေရဲ့10%လုံးကတော့ကတ်လူမျိုးတွေပါဒါပေမဲ့ဘာလို့သူတို့အမြဲတမ်းတိုက်ခိုက်နေရတာလဲအဓိက၃ချက်ရှိပါတယ်ပထမကဘာသာရေးဆူနီနဲ့ရှီယာဒုတိယကတော့1946မှာမဟာဘတ်တမရနိုင်ငံထူထောင်ခဲ့တဲ့တမိုင်းကျွေးတတိယကတော့1989ခုနှစ်မှာအီရန်တော်လှန်ရေးတုန်းကအာယာတိုလာခိုမီနီရဲ့ဂတိဖြတ်ပြီးနေနှင်းခဲ့တဲ့ဖြစ်ရတွေပဲဖြစ်ပါတယ်အီရန်အစိုးရအတွက်ကတော့ကတ်တွေဟာတွေးချင်းဆိုပေမဲ့ယုံကြည်ချက်ချင်းမတူတဲ့အတွက်အမြဲတမ်းတန်တရားမျက်လုံးနဲ့ကြည်ချင်းခံနေခဲ့ရတာပါဘာသာရေးအရကွဲပြားမှုဟာအပေါ်ယံပဲဖြစ်ပြီးတော့တကယ်တမ်းတော့အီရန်ရဲ့ဗဟိုချုပ်ကိုင်မှုအာဏာကိုကတ်တွေရဲ့အမျိုးသားရေးဝါဒကချိန်ချောက်နေတယ်လို့အီရန်ခေါင်းဆောင်ပိုင်းကစိုးရိမ်နေတာကိုပြသနေတာပဲဖြစ်ပါတယ်ဒါဆိုရင်ကတ်တွေကဒီအတိုင်းပဲလက်ပိုက်ကြည့်နေတာလားအဖြစ်ကတော့မဟုတ်ပါဘူးအီရန်အစိုးရကိုတုံ့လုံးစေတဲ့အဓိကလက်နက်ကိုင်အဖွဲ့ကြီးနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ KTPI ဖြစ်ပြီးတော့နောက်ထပ်ထင်ရှားတဲ့အဖွဲ့ကတော့အီရန်ရဲ့အထူးစစ်တပ်ဖြစ်တဲ့ IRGC ကိုပျောက်ကြားစနစ်နဲ့ဒူးတုံနေအောင်လုပ်နေတဲ့ PJAK ဖြစ်ပါတယ်ဒါကဘာလို့လဲဆိုလို့ရင်တော့ကတ်တွေဟာနိုင်ငံရေးအရာတောင်းဆိုလို့မရတော့အခါလက်နက်ကင်လမ်းစဉ်ကိုတခုတည်းတာထပ်ပေါက်ဖြစ်ယုံကြည်ကြလာပါတယ်ဒီအဖွဲ့တွေကလက်ရှိအီရတ်မြောက်ပိုင်းတောင်တန်းတွေမှာအခြေစိုက်ထားပြီးတော့အီရန်အတွင်းပိုင်းကိုအချိန်မီစိတ်ဝင်ဖို့အသင့်ပြင်ထားကြတာကအီရန်အတွက်ကြီးမားတဲ့လုံခြုံရေးချင်းချောက်မှုတစ်ခုပဲဖြစ်ပါတယ်ဒီနေရာမှာလူအများစိတ်ဝင်စားတဲ့မိကွန်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ကတ်တွေနောက်မှာအစ္စရေးရှိနေတာလားဆိုတာပဲဖြစ်ပါတယ်အစ္စရေးဟာ1960ခုနှစ်ကတည်းကကတ်တွေကိုလက်နက်နဲ့စစ်တင်တန်းတွေကိုလိုဝက်ပေးခဲ့တာပါကတ်ပြဿနာဟာဒေတာတွင်လူမျိုးစုရေးရတက်မဟုတ်တော့ပဲအင်အားကြီးနိုင်ငံတွေရဲ့ proxy war ဖြစ်လာနေတာပါအစ္စရေးအတွက်တော့ကတ်တွေဟာအီရန်နိုင်ငံရဲ့အားနည်းချက်ကိုထိုးနှက်ဖို့အကောင်းဆုံးအသုံးချစရာဖြစ်နေပါတယ်အပြန်အလှန်အားဖြင့်ကတ်တွေဟာလည်းသူတို့ရဲ့ရှင်တန်ရည်တည်ရေးအတွက်ရန်သူကိုမိတ်ဆွေဖွဲ့ရတဲ့ဘဝကိုရောက်နေတာပဲဖြစ်ပါတယ်အခုအီရန်နဲ့အစ္စရေးကြားစစ်ပွဲဖြစ်ဖို့တဲ့နီးကပ်လာတဲ့အခါကတ်တွေဟာအီရန်တပ်အတွင်းကင်ဆာလိုဖြစ်လာနိုင်ပါတယ်2022ခုနှစ်ကတ်အမျိုးသမီးမာရှာအမိနီတိတ်ဆုံးမှုကြောင့်ဖြစ်ခဲ့တဲ့ Women Life Freedom လှုပ်ရှားမှုဟာကတ်ဒေတာတွေကနေစတင်လာခဲ့တာပဲဖြစ်ပါတယ်အီရန်ဟာပြင်ပရန်သူနဲ့စစ်ဖြစ်လို့အားနည်းသွားတာနဲ့ပ
ပြည်တွင်းမှာရှိတဲ့လူမျိုးစုပုံနီးပကတ်တွေကရုတ်တရက်ပောက်ကွယ်ထွက်လာနိုင်ပါတယ်အထူးသဖြင့်ကတ်တွေဟာအီရန်အစိုးရကြောက်ဆောင်အတွင်းရင်တို့အဖြစ်တည်ရှိနေတာကိုပြသနေတာပဲဖြစ်ပါတယ်နီကုံချုပ်ရရင်တော့ကတ်တွေဟာအရှိအလဲပိုင်းမြေပုံကိုပြောင်းလဲပြနိုင်တဲ့ hidden power တစ်ခုပါသူတို့ဟာယာဇူနီတစ်ခုကြော်ကြအောင်တစ္ဆာပေါက်ခံခဲ့ရပေမဲ့သူတို့ရဲ့လွတ်လပ်သောကတ်တစ်စတန်အိမ်မက်ကိုတော့ဘယ်တော့မှစွန့်လွတ်မှာမဟုတ်ပါဘူးအခုချိန်မှာအီရန်နဲ့အစ္စရေးကြားမှာစစ်ရေးစစ်ကဲတွေပြင်းထန်နေပါတယ်ဒီအခြေအနေမှာအီရန်နိုင်ငံထဲကတ်တွေရဲ့အခမ်းကဏ္ဍဘယ်လောက်ထိအရေးပါလာမလဲသူတို့ဟာအီရန်အစိုးရကိုအတွင်းကနေချိန်ချောက်လာမယ်အင်အားစုဖြစ်လာမလားစစ်ပွဲမိတောက်တွေကြားမှာကတ်တွေဟာသူတို့ရဲ့ကကြမ္မာကိုကိုယ်တိုင်ဖန်တီးနိုင်မလားဒါမှမဟုတ်အင်အားကြီးနိုင်ငံတွေရဲ့ကစားကွက်ထဲမှာပဲထပ်ပြီးအတုံးချခံရအောင်မလားပရိသတ်တို့ကဘယ်လိုမြင်သလဲကတ်တွေရဲ့အိမ်မက်ကတကယ်ပဲဖြစ်လာနိုင်မလားဆိုတာကိုတော့ comment မှာပြောပေးသွားပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေမှာပြန်ပြီးတွေ့ဆုံကြအောင်မယ်ဗျာ